အမိတ်ဒီအမိတ်အားတင်းရွှေစင်စိန်စရနာဆိုင်ရဲ့ပဲကန်ရှင်ဖြစ်တဲ့အနီကနေပြီးတော့သမီးတို့သားတို့အကုန်လုံးထုတ်ပြန်လိုက်တယ်နော်ဒီတင်းရွှေစင်စိန်ရွှေရနာဆိုင်ဆံခွဲများဖြစ်ကြတယ်စိုင်အမှတ်1 2 3 4 5 6 9မှာဝန်ထမ်းများအားလုံးလိုက်နာရင်အမိတ်မနှင်းမြတ်မွန်ခေါ်ညိုကြီးအသက်26နှစ်မမေစင်ဦးခေါ်တုတ်တုတ်အသက်25နှစ်မဝင်းမုံဖူးခေါ်မှုံကြီးအသက်22နှစ်မဝဝေနိုင်ခေါ်ဝဝေအသက်24နှစ်မအေးချမ်းမြင့်ခေါ်ပန်ပန်အသက်29နှစ်မခင်ရမင်းလိုက်ခေါ်ရမင်းအသက်20နှစ်မဆုစုတစ်ခေါ်ဘဲဥမအသက်25နှစ်မြက်အိမ်တွေကျော်ခေါ်ကျကျအသက်25နှစ်မခိုင်သစင်ဦးအသက်25နှစ်ကိုနေလင်းအောင်ခေါ်စိုးလေးအသက်26နှစ်ကိုချမင်းသူခေါ်ပစ္စည်းအသက်26နှစ်တို့သည်28ရက်3လ2025တောက်ကြနေ၌ဘဝတပါးတို့ကူပြောင်းသွားပါသဖြင့်တင်းရွှေစင်စိန်ရွှေရနာဆိုင်များမှအလုတာဝန်များအားလုံးရပ်ဆိုင်းလိုက်ပါသည်တင်တို့သည်တင်းရွှေစင်စိန်ရွှေရနာဆိုင်မော်အပေါ်တွင်ကြံရှိသောတာဝန်ဝန်ထမ်းချင်းငွေများအားလုံးလည်းတင်းရွှေစင်စိန်ရွှေရနာဆိုင်မှအားလုံးအကုန်ပြည့်ဖြတ်ပေးပါသည်ထို့အပြင်တင်တို့ရပိုင်ခွင့်ရှိသောသက်ဆိုင်ရာအရာများကိုလည်းတင်တို့၏မိသားစုများထံအနှံလိုက်ပြီးဖြစ်ပါသည်တို့ဖြစ်ပါ၍တင်တို့အားလုံးဒီနေ့ဒီအချိန်မှစ၍ရှိသမျှသောတင်းရွှေစင်စိန်ရွှေရနာဆိုင်များ၏ဆိုင်ခွဲများအိမ်များဝန်ထမ်းအဆောင်ငယ်များအပါအဝင်မိသည့်အရာထုထင်မှတင်တို့နှင့်လုံးဝမသက်ဆိုင်တော့ပါတို့ဖြစ်ပါ၍တင်တို့အားလုံးသည်သွားလို့ရသွားနိုင်ပြီးလွတ်လပ်ခွင့်အပြည့်ပေးလိုက်ပါသည်တစုံတရာနှောက်ယှက်ခြင်းမရှိစေရအေးချမ်းစွာအနားယူနိုင်ပါသည်သမီးတို့သားတို့ဒီဆိုင်နဲ့ပတ်သက်လို့တင်းရွှေစင်ဆိုင်တွေအားလုံးနဲ့ပတ်သက်လို့သမီးတို့မှာတာဝန်တွေဘာတာဝန်မှမရှိတော့ပါဘူးအန်ဒီကနေပြီးတော့အကုန်လုံးသမီးတို့သားတို့အန်ဒီစကားဆိုမဟောင်ကြတဲ့ကလေးတွေဖြစ်တဲ့အတွက်အန်ဒီကတခါတည်းသမီးတို့သားတို့တခါတည်းပြောပါတယ်သမီးတို့သားတို့သွားလို့ရသွားနိုင်ပါသည်ဟလာလွတ်လပ်ခွင့်အန်ဒီအပြည့်ပေးလိုက်တယ်နော်ဒီနေရာတွေနဲ့လည်းလုံးဝသမီးတို့နဲ့မသက်ဆိုင်တော့ပါဘူးနော်တစုံတရာနောက်ဆက်ခင်းနေမပြုတ်ပါနဲ့စစ်ချင်းချင်းတာလွတ်နဲ့ပေါ့နောက်ဆန်လုံးဝမတင်းမဲနဲ့သမီးတို့သားတို့သွားကြပါလို့အန်ဒီကပြောပါတယ်နော်